လက်ရှိမှာ solar slide တွေကလိုချင်တဲ့မိတ်ဆွေတွေရှိတယ်ဆိုရင်ကျွန်တော်မှလက်ရှိရောက်ထားတဲ့ပစ္စည်းတွေမှာဆိုရင်မူးထွာတွေကကျွန်တော်အရင်တော့ရောင်းတဲ့ကောင်မျိုးတွေက S23A 60W ရောက်ထားတာရှိတယ်ဒီကောင်ကတော့မူးထွာဆိုကြတဲ့ကပြောစရာတော့မလိုဘူးသုံးမှုတဲ့မိတ်ဆွေတိုင်းသိတယ်တော်တော်လေးကောင်းတဲ့နေရာမှာပါတယ်ကျွန်တော်တို့လင်းအားအနေနဲ့ပြောရမယ်ဆိုရင်လည်းအခန်းတစ်ခန်းဆိုတာထက်အခန်းတစ်ခန်းစာလောက်လင်းတဲ့နေရာမှာပါတယ်ပေါ့ဗျာလင်းအားလည်းလုံလောက်သုံးလို့ရတဲ့နေရာမှာပါတယ်ပြီးတော့ဆိုလာချက်အနေနဲ့ဆိုရင်လည်းကျွန်တော်တို့လာတဲ့ဆိုလာချက်က8 watt ကို8 watt နဲ့လာတဲ့အတွက်ကျွန်တော်တို့အားသွင်းတဲ့အခါမျိုးမှာလည်းလုံလောက်တဲ့နေရာမှာပါပါတယ်လင်းအားလည်းတော်တော်လေးကောင်းတဲ့နေရာမှာပါတယ်အကယ်၍စိတ်ဝင်စားလို့ဝယ်ယူခြင်းတဲ့မိတ်ဆွေတွေရှိတယ်ဆိုရင်တော့ဈေးနှုန်းကကျွန်တော်တို့ရောင်းပေးမယ်ဇရာ9900ကျပ်ပါအကယ်၍ဝယ်ယူခြင်းတဲ့မိတ်ဆွေတွေရှိရင်39994353ခုနှစ်ကိုဆက်သွယ်မင်းညံ့မှာယူနိုင်တယ်လို့အောက်က description မှာရှိတဲ့ဖုန်းနံပါတ်လေးကိုလည်းဆက်သွယ်မင်းညံ့မှာယူနိုင်ပါတယ် TikTok မှာလည်းဆက်သွယ်မင်းညံ့နိုင်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့အောင်သိန်းတန်း electronic ကကိုသိန်းပါခင်ဗျာ